အရာရာဈေးကြီးနေတဲ့အချိန်ဆိုတော့တန်ဖိုးတင်ပြီးတော့ထမင်းမိန်နဲ့ဟင်းတွဲလေးတစ်ခုကိုပိုးချက်ပြပါမယ်အခုချိန်ဆိုဈေးသက်သာတဲ့ခရမ်းချင်သီးကိုငပိချက်ချက်သားလေးရဲ့တိုးစရာအစုံနဲ့ကြက်ဥအချိုဟင်းလေးပါပို့ Facebook page မှာဆိုရင်လည်းဒီငပိချက်ချက်နည်းကိုအမြဲတမ်းမေးရပေါ့နော်အဲ့တော့ပိုးချက်ပြပါမယ်ပိုးချက်နည်းကလွယ်လွယ်လေးပဲပေါ့နော်စီလေးနည်းနည်းထည့်တယ်ပြီးရင်ကြက်သွန်အနီအဖြူအယောင်တင်မို့ငရုတ်သီးခွဲကြမ်းနွေးမှုံပေါ့နော်အဲ့ဒါလေးကိုစီတက်တယ်အဓိကမြင့်ငပိကောင်းကောင်းကြီးသုံးပေါ့နော်အဲ့ဒါလေးထည့်တယ်ပြီးရင်ခရမ်းချင်သီးထည့်တယ်အခုကကိုင်းခရမ်းချင်သီးတွေလည်းပေါ်တော့ကိုင်းခရမ်းချင်သီးလေးသုံးလဲရရပေါ့နော်ပိုးကတော့ဒီအိမ်မှာရိုးခရမ်းချင်သီးပဲရှိလို့အဲ့ဒါလေးနဲ့ချက်လိုက်တယ်အဓိကခရမ်းချင်သီးကိုရေထည့်ပြီးတော့အနှစ်ဖြောင်ကြည်အောင်ခြေလိုက်တာပေါ့နော်အဲ့ဒါကြည်ပြီးဆိုရင်ကိုကရေလေးထက်ထည့်ပြန်ဆူပြီးဆိုရင်ဒါခရမ်းချင်သီးငပိတက်ရပြီပိုးကအဆက်ကြိုက်တော့ကလော်သီးလေးထည့်တယ်ပြီးတော့နန်းနန်းမင်းလေးအုပ်လိုက်တယ်ပေါ့နော်အဲ့ဒါဆိုရင်ခရမ်းချင်သီးငပိချက်ကောင်းကောင်းလေးရပါပြီတို့စရာကတော့ပဲသည့်အစိမ့်လေးရဲ့ရုံးရီသီးပြုတ်လေးရဲ့တည့်သီးစင်းရဲ့ရေခဲတစ်တာထဲမှာဟိုကြံဒီကြံဖြစ်နေတဲ့ဒီမုံလာဥလိုပဲပင်မောက်တို့အဲ့ဒါလေးတွေကိုကိုယ်တိုင်အချင်းစိန်ထားတာပါပြီးရင်ကျဲဝအချိုဟင်းလေးချက်ပါမယ်ကျက်သွန်အနီအဖြူကိုနည်းနည်းမုံလေးနဲ့စီတက်တယ်ပိုးကပိုးချိုခြင်းလို့ကျက်သွန်နီကြော်လေးပါခြေပြီးထည့်လိုက်တယ်ပေါ့နော်အရသာအတွက်ကတော့စားနဲ့မှုဟင်းခက်မုံပဲထည့်ပါတယ်ဒီကျဲဝအချိုဟင်းလေးကလည်းခလေးလေးဆိုရင်ကြိုက်မှာပေါ့နော်ဒါလေးလည်းလိုက်ချက်စားကြည့်ပါအရာရာဈေးတက်နေတော့အင်ရှင်မတွေကမနဲ့မိုးလင်းလာရင်ဘာဟင်းချက်ရမလဲအမြင်တိုင်းတွေးရတယ်ပေါ့နော်အဲ့တော့ကုန်ကြစိတ်လေးတက်တာတယ်ထမင်းလဲမိန်နဲ့ဒီဟင်းတွဲလေးကိုလိုက်ချက်စားကြည့်ပါရှင်အရေတော့ကတော့မုတ်တီဟင်းလေးချီနေတော့မချက်တော့ဘူးမုတ်တီချက်ကြီးကိုနောက်ဗီဒီယိုမှာတင်ပေးပါမယ်ရှင်